စစ်ပွဲတစ်ပွဲမှာအဆိုးဆုံးအမားကကိုနိုင်နေပြီလို့ထင်လိုက်တာပါပဲဒါကိုမြမစစ်သူကြီးမဟာတီယသူရကတရုတ်တပ်တွေကိုအသေးအလဲတင်ငန်းစာပေးခဲ့ပါတယ်1968ခုနှစ်တတိယအကြိမ်မြောက်တရုတ်မြန်မာစစ်ပွဲမှာတော့ကမ္ဘာအင်အားအကြီးမားဆုံးအင်ပါယာတစ်ခုဖြစ်တဲ့ချင်းမင်းဆက်ဟာမြန်မာတွေကိုအမြင့်ဖြတ်ဖို့ဧကရစ်ချီယန်လုံကိုယ်တိုင်သူ့ရဲ့အတော်ဆုံးသမတ်တော်ဗိုလ်ချုပ်ကြီးဖြစ်တဲ့မင်းရွေးကိုစစ်လုပ်ခဲ့ပါတယ်မင်းရွေးတပ်တွေဟာအင်အားအရန်ကြီးသလိုစီးရေးအတွေ့အကြုံနဲ့ဝါရင်ပါတယ်သူတို့ရဲ့ရွယ်ချက်ကတော့ရှင်းပါတယ်အင်းဝကိုသိမ်းမှုပါတရုတ်တပ်တွေကရှမ်းပြည်နယ်ကနေတဟုန်ထိုးဆင်းလာတဲ့အချိန်မြန်မာဘရင်စီမြူရှင်မင်းတရားကြီးနဲ့စစ်သူကြီးမဟာတီယသူရတို့ဟာရန်သူကိုနယ်စပ်မှာသွားမကြိုခဲ့ပါဘူးဒါဟာအရှုံးပေးတာမဟုတ်ပါဘူးတင်မင်းထောက်ချောက်တဲ့ကိုလှမ်းခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်စစ်သူကြီးမဟာတီယသူရရဲ့ပထမဆုံးဗျူဟာကရန်သူကိုမြမအမြေအနက်ပိုင်းထိမြှောက်ခေါ်ဖို့ပါအင်အားများတဲ့ရန်သူကိုထိတ်တက်ရေမဆိုင်ဘဲနဲ့သူတို့ရဲ့ထောက်ဖို့လမ်းကြောင်းတွေရှည်ထွက်လာအောင်ဆွဲဆန့်ပစ်လိုက်ပါတယ်တရုတ်တပ်တွေအင်းဝနာကမင်းမြို့အနီးကိုရောက်လာတဲ့အခါမှာတော့သူတို့စားနပ်ရိက္ခာတွေပြက်လက်လာပါပြီဒါဟာစစ်သူကြီးစောင့်နေတဲ့အချိန်မှာဒီချိန်မှာပဲအကောင်းဆုံးစစ်ကစားကွက်ကိုစတင်ပါတော့တယ်အရှိဘက်ကနေစစ်သူကြီးမဟာတီယသူရရဲ့ပေမတက်ကြီးကအသေးအလဲပိတ်ဆို့ခုခံထားသလိုနောက်ွယ်မှာတော့ဗိုလ်ချုပ်ရွှေတော်မူဦးဆောင်တဲ့အထူးတပ်မကြီးကရန်သူနောက်ကျောကိုအတိတ်တဆိတ်ကွေ့ပတ်သွားခဲ့ပါတယ်ရှေ့ကနေပိတ်တိုက်နောက်ကနေလမ်းကြောင်းဖြတ်ပိတ်ဆို့ပြီးတော့ကနန်းလက်ညက်ပြူဟာကိုပြီးပြည့်စုံစွာအကောင့်ထဲပေါ်လိုက်ပါတယ်ရန်သူအတွက်လုံးဝထွက်ပေါက်မရှိတော့ပါဘူးအစာရည်စာပြက်လက်နေတဲ့တရုတ်တပ်ကြီးဟာမြန်မာတွေရဲ့ဝိုင်းဘက်ချေမှုမှုအောက်မှာသွေးအိုင်တွေကိုပြိုလဲခဲ့ရပါတယ်အင်အား9ဆလောက်တာလွန်ခဲ့ပေမဲ့စစ်ဗျူဟာပိုင်းမှာမြန်မာတွေကိုမရှင်နိုင်ခဲ့ပါဘူးအဆုံးသတ်မှာတော့ဂုံယူဝင်ကြောစွာချီတက်လာတဲ့တပ်မှုကြီးမေယူဟာသူ့ရဲ့တပ်တွေပျက်စီးသွားတာကိုကြည့်ပြီးတော့ကိုအဆုံးစီရင်သွားခဲ့ရပါတယ်ဒါဟာတမိုင်းမှာမြန်မာစစ်ဗျူဟာရဲ့ပါနတ်မှုနဲ့စီးရေးအမှုပညာကိုကဘာကပါအတိမတ်ပြရတဲ့အောင်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဒီလောက်ပန်းနေပြီးတော့ရန်သူကိုတေရင်းနဲ့ဒီအပိုင်သွင်းနိုင်တဲ့ဗျူဟာမျိုးကိုတင်သာရန်သူနေရာမှာဆိုရင်ဘယ်လိုဖောက်ထွက်မလဲတေချာစဉ်းစားကြည့်ပါဘာလို့လဲဆိုတော့